ပါစစ်တူရေးဒါတော့မမလေးစီပြောင်းကြော်ညာပေးနေတဲ့အဆော်လေးကျနေပြီးတော့ဝင်ဝင်ပြန်စားလို့ရတဲ့ ID ကုတ်ရှိဖို့တယ်မမမှားထားတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်ရှင်ဒီပစ္စည်းလေးကကျတော့ဝက်ရှန်တင်းတိတ်အမာရွတ်နေဆက်တွေပြောက်နေရှင်ပြီးတော့အသားရည်မီနီတာတွေအသားရည်တွန်းနေတူတယ်ပေါ့နော်မျက်နှာရည်တင်းရင်းပြီးတော့ကြည်လင်ပြီးညာလေးခွင့်လေးပဲဖြစ်ပါတယ်ရှင်အားလုံးမမနဲ့တူတူကြည့်ကြမယ်နော်ဒီကတော့ဒါလေးကိုအားလုံးမင်္ဂလာပါရှင်ချစ်တို့ရေအခုလက်ရှိထိုင်းနိုင်ငံမှာရောက်တဲ့ကြာပြီဖြစ်တဲ့ကိုမမောင်လေးမာလေးဦးလေးတော်လေးတွေအတွက်ပေါ့နော်ကိုတွန့်လိုအပ်တဲ့ပစ္စည်းတွေကျမကြီးပြည့်စွက်စာနဲ့အလားပါဆိုင်တဲ့ပစ္စည်းတွေကိုကိုယ့်ရဲ့နီးစပ်ရာဆိုင်မှာဝယ်သုံးဝယ်စားလိုက်တဲ့အခါမှာချော့သေးရလားငုံလေးပြန်ချလို့ရလားဆိုတော့ညီမလေးမသိဘူးပေါ့နော်ဒါပေမဲ့ညီမလေးရဲ့ဆိုလို့ရှင်ထိုင်းနိုင်ငံမှာရောက်တာဆိုလို့မရသေးဘူးပေါ့နော်ဒီအဆော်ဝယ်လေးတွေကနေပြီးတော့ညီမလေးတော်လိုအပ်တဲ့ပစ္စည်းတွေအချိန်တစ်ခါဝယ်သုံးဝယ်စားပြီးတော့ပေါ့နော်မလီရောဒီမျိုးမြင်ပြန်ရနေတဲ့ဒီလိုပဲဖြစ်ပါရဲ့ရှင်ဒီအဆော်လေးထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုတတ်မှတ်တစ်ခါတစ်ချိန်တစ်ခါဝယ်သုံးဝယ်စားပြီးတော့ဝင်ပြန်ရနေတဲ့ဒီလိုမှဆိုလို့ရှိရင်ညီမဒီပြတ်ဖက်မှုပေါ့နော်။ခဏမှရောက်ရှိနေတဲ့အသက်40ကျော်အကိုကြီးရဲ့အသက်50ကျော်အကိုကြီးတွေကလေးမလေးတွေကျမကြီးရောကောင်းတဲ့သူတွေပြီးတော့ကျတော့အလုပ်တစ်ဖက်နဲ့အကိုအမားတွေပေါ့နော်ဒီအဆော်လေးတွေမှာလိုအပ်တဲ့ပစ္စည်းတွေကိုတတ်မှတ်တစ်ချိန်တစ်ခါဝယ်သုံးဝယ်စားပြီးတော့ဝင်ရနေကြမှာဖြစ်ပါတယ်နော်။ကိုယ်လည်းအချီထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံမှာဆိုရင်ဒီအဆော်လေးတွေမှာကိုတက်လို့တက်တဲ့ပစ္စည်းတွေကိုတက်မှတစ်ခါပဲဝယ်သုံးဝယ်စားပြီးတော့40ရာခိုင်နှုန်းချော့စီနဲ့ဒီအဆော်လေးမှာလိုအပ်တဲ့ပစ္စည်းတွေဝယ်သုံးဝယ်စားလို့ရတယ်လို့40ရာခိုင်နှုန်းလည်းဝင်ပြန်ဆောင်ရပါတယ်ရှင်ဒီအဆော်လေးကကျတော့ online ဈေးဝယ်တဲ့အလီဖြစ်ပြီးတော့ဒီအဆော်လေးမှာဆိုရင်ကျမကြီးဒီစစ်စာနဲ့အလားပါဆိုင်တဲ့ပစ္စည်းတွေပါပါတယ်ရှင်ဒီအဆော်လေးတွေနေပြီးတော့ကိုကျန်တဲ့ရာပစ္စည်းတွေကိုဝယ်သုံးဝယ်စားခြင်းနဲ့ဆိုရင်မလီရောရိုးကောင်းခါ